အားလုံးမင်္ဂလာပါဒီနေ့ပြောပြမှာတော့ already ဆိုတဲ့စကားလုံးအကြောင်းကိုပြောပြပြီးမှဖြစ်ပါတယ်ကျွန်တော်တို့ already ဆိုတာကမြန်မာလိုဆိုရင်တော့ပြီးနှစ်ပြီးလုံးပြီးသွားပြီးအဲ့လိုပုံစံမျိုးအဓိပ္ပာယ်ရှိတယ်ပေါ့နော်ဥပမာဆိုရင်ကိုမျောလင့်ထားသလိုမဟုတ်ဘဲနဲ့ကိုမမျောလင့်ထားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဗျာအဲ့လိုဥပမာတစ်ခုပြောပြရမယ်ဆိုရင်အကယ်၍ကျွန်တော်အဖေကိုခွင့်တောင်းလိုက်ဖေးကျော်ဒီနေ့သွားကစားမယ်အဲ့မှာဖေးကကျွန်တော်ကိုကဲမင်း3နာရီထိုးညနေ3နာရီထိုးရင်ပြန်လာခဲ့ဒါပေမဲ့ကျွန်တော်ကညနေ3နာရီမဟုတ်ဘဲနဲ့2နာရီခွဲလောက်ကိုင်တော့ပြန်လာပြီးတော့အိမ်မှာရေမိုးချိုးစားရပိုင်းကြက်ထမင်းစားတယ်ပေါ့ဗျာအဲ့လိုလုပ်အဲ့ချိန်မှာ3နာရီထိုးတော့ဖေးရတော့မေးဦးမေးတယ်ကဲမင်းသားပြန်ရောက်ပြီလားအဲ့ချိန်မှာမေးကသူရောက်ပြီးနေပြီလေရောက်နေပြီရောက်နေတာကြာပေါ့ရောက်ပြီးနေပြီပေါ့အဲ့လိုဟာမျိုးပြောရင်လည်းဆိုရင်ကျွန်တော်က already ကိုသုံးတယ် already ကလည်းမနေ့ကကျွန်တော်ပြောခဲ့တယ် just နဲ့တူတူပဲဆိုတာပြောချင်တာကသူကဒီလို present perfect tense မှာပဲသုံးတယ်စကားလုံးပဲဖြစ်ပါတယ်သူ့ဆိုလည်းကျွန်တော်ကhave ရဲ့အနောက်မှာ but to have ရဲ့အနောက်မှာလိုက်တယ်ပြီးတော့ but 3ရဲ့ရှေ့မှာပြောချင်တာ but to have ရဲ့ but 3ရဲ့နှစ်ခုခြားထဲမှာဆိုရင် already ကိုထည့်ပေးရတယ်ဥပမာဆိုရင်သူရောက်နေပြီအဲ့လိုပြောချင်တယ်ဆိုရင် and I have already arrived သူရောက်နေတယ် he has already arrived သူရောက်နေပြီငါစားပြီးသွားပြီစားပြီးနှစ်ပြီအဲ့ဆိုရင် I have already eaten ဒီလိုမျိုးကျွန်တော်ကသုံးရပါတယ်ဒါကတော့ already နဲ့ပတ်သက်ပြီးတော့အကြောင်းဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာတွေ့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye